္ဂလာပါ ERP နော်လေးဟမှာကြိုဆိုပါရစေဒီနေ့မှာတော့ how does sales work in ERP မှာ sales ကဘယ်လိုမျိုးလုပ်ဆောင်ပေးလဲပေါ့နော်အဲ့တော့ဒီ ERP ထဲမှာတဲ့ sales ရဲ့ process ကယူရှင်းပြီးတော့ organize လုပ်ပေးတယ်ပေါ့နော်အဲ့တော့ပထမအဆုံးအနေနဲ့နံပါတ်1အနေနဲ့က customer ရဲ့ order တွေလက်ခံပေးတယ်နံပါတ်2အနေနဲ့ကကြောင့်ဒီ system ထဲမှာ sales order voucher ဖွင့်နေပေါ့နော်နံပါတ်3အနေနဲ့ကကြောင့်ညီမတို့ဖွင့်လိုက်တဲ့ဒီ sales voucher ကိုသူက invoice အလိုလျောက်ထုတ်ပေးတယ်ပေါ့နော်ဒီလိုလုပ်ပေးတဲ့အကျိုးကျေးဇူးတွေကြောင့်မို့လို့သူကဒီလုပ်ငန်း process တွေကိုပို့ပြီးတော့လျင်မြန်တူးတက်စေတယ်ပြီးရင်ဒီ manual လောက်ရတဲ့ကိစ္စရပ်တွေညှို့နေသွားတယ်ပြီးရင်အမှားတွေလည်းနေနိုင်တယ်ပေါ့နော် okay ဟုတ်ပြီအဲ့ဒါဆိုရင်ဒီ CS ရဲ့ process ကို flow chart လေးနဲ့ချက်ကြည့်လိုက်ကြရအောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင် how does it work in ERP ပေါ့နော်သူရဲ့ flow chart လေးကကြော step 1အနေနဲ့ customer order တွေလက်ခံပြီးတယ်ဒီမှာဆိုရင် customer ရဲ့ information တွေပါထည့်ရမယ်ပေါ့နော်ပြီးရင်ဒီ customer က online ကလာတာလား walk in လာတာလားပေါ့နော်ပြီးရင် step 2အနေနဲ့ကကြောတော့ဒီ system ထဲမှာ CS voucher ဖွင့်မယ်ပေါ့နော် customer ကဘယ် order ကိုဘယ်နေ့ဘယ်ရက်မှာ order တင်လိုက်တယ်ပြီးရင် step 3အနေနဲ့ကကြတော့ဆောနာကဖွင့်လိုက်တဲ့ဒီ sales order ကိုသူက invoice ကိုအလိုလျောက်ထုတ်ပေးတယ်ပေါ့နော်ဒါကကြတော့ ERP ထဲမှာ sales ကဘယ်လိုလုပ်ဆောင်ပေးလဲဆိုတဲ့ဟာလေးကိုဒီနေ့မှာပြောပြပေးခဲ့တာပေါ့နော်နောက်ထပ်လည်းဒီ ERP နဲ့ပတ်သက်တဲ့ knowledge တွေကိုထပ်ပြီးသိချင်တယ်ဆိုရင်တော့ ERP knowledge hub page လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်